face pull cable နေရာယူတဲ့အခါမှာဒူးလေးကိုနည်းနည်းလေး꿰ခါးလေးကိုဖြောင်းပြီးတော့ခန္ဓာကိုယ်လေးကိုအရှေ့ကိုနည်းနည်းလေးရိုင်ပြီးတော့နေရာယူမယ်ပြီးရင်ပခုံးလေးကိုအရှေ့ကိုလှုပ်ထားမယ်အနောက်ကိုဆွဲပြီးတော့ဖြဲတဲ့အခါမှာတတောင်ပခုံးအနေထားလောက်မှာထားပြီးတော့လက်နှစ်ဖက်ကိုအပြင်ဘက်ကိုဘယ်ညာဟိုဘက်ဒီဘက်ဆွဲပြီးတော့ဖြဲတဲ့ပုံစံမျိုးနဲ့ဆွဲမယ်ဒါမှ rear delt နဲ့ deltoid လေးတွေကိုတေချာလေးထိမယ်ပခုံးကြီးကိုအနောက်မှာညှပ်ထားမယ်ဆိုရင်မလိုအပ်တဲ့ scapulary ဒီ traps တွေကိုသွားပြီးတော့ထိမှာဆိုတော့ deltoid လေးကိုတေချာထိခြင်းပခုံးလေးကိုအရှေ့ကိုနည်းနည်းလွှဲထားမယ်အရှေ့ကိုလှုပ်ထားမယ်ဆွဲဖြဲတဲ့လက်နှစ်ဖက်ကိုဘယ်ညာအပြင်ဘက်ကိုဆွဲပြီးတော့ဖြဲဆန့်လိုက်မယ်အသက်ကိုရှူထုတ်ရင်းနဲ့အာရပတ်ဆွဲပြီးတော့ဖြဲလိုက်မယ်ဖြည်းဖြည်းချင်းပြန်ထိန်းပြီးတော့လှုပ်မယ်အသက်ရှူဖို့မမေ့နဲ့ခန္ဓာကိုယ်အနောက်ကိုရိုင်မသွားစေနဲ့လုံးဝဆက်မဆွဲနိုင်တော့ဘူးဆိုရင်အလေးနည်းနည်းထပ်လျှော့ပြီးတော့နောက်ထပ်ရသလောက်ထပ်ပြီးတော့ဆွဲမယ်လုံးဝကုံသွားတဲ့အထိဆွဲမယ်အစုံနားမှာဒီပခုံးနဲ့ deltoid တွေကိုထိချင်တဲ့နေရာ muscle တွေကပူပြီးတော့လောင်နေရမယ်မရတော့ဘူးဆိုတဲ့အချိန်မှာတော့နောက်ထပ်တစ်ချက်နှစ်ချက်ရအောင်ထပ်ပြီးတော့ဆွဲမယ်ပြီးရင် stretch လုပ်မယ်အထူးသဖြင့်ဒီ shoulder နဲ့ levin အကြောလေးတွေကိုတေချာလေး stretch လုပ်ပေးမယ်